မင်္ဂလာပါရှင်မို့အခုမိုးထဲမှာပေါ့နော်လာမှန်ပေးထားတဲ့ဒါလေးစွန့်ထက်အောင်မသိဘူးသူ့ရဲ့မှန်ကလေးကိုမိုးကပြန်ပေးမယ်နော်အဲ့ဒီမှန်ကဘာလဲဆိုတော့ဟိုကိုပြောတာတစ်မျိုးသူပြောတာတစ်မျိုးဆိုတော့လေအဲ့ဒီမှန်အပေါ်မှာပဲမိုးကပြန်ပြီးသုံးသပ်ပြသွားမယ်နော်အမျိုးသမီးတွေကသူတို့ရဲ့အိမ်တော်ဘက်ကိုဖောက်ပြန်နေပေမဲ့တီးခံပြီးဆက်ပေါင်းနေဆိုတာအဲ့ဒီဖောက်ပြန်တဲ့ယောက်ျားကကိုဝင်မရနိုင်လို့မဟုတ်ဘူးကိုဝင်ပါမလာလို့မဟုတ်ဘူးအဲ့ဒါကိုသားလေးစွန့်ထက်အောင်တည်တင်နေနော်အဲ့ဒီယောက်ျားဖောက်ပြန်သွားတဲ့ဟာကိုသူတို့အပေါ်မှာအပြစ်လုံမှန်တိနဲ့ဒီအမျိုးသမီးကသားလေးအဖေမဲ့မှာဆိုလို့သမီးလေးအဖေမဲ့မှာဆိုလို့ပဝင်းကျင်ကထိုးနှက်မှာဆိုလို့ဒါမှမဟုတ်ရင်လေဒီယောက်ျားရဲ့ဝင်ငွေလေးပေါ်မှာရက်တည်နေရတဲ့အနေအထားဖြစ်နေလို့သူတို့အပေါ်မှာဒီလိုအပြစ်ကြီးကျူးလွန်တာကိုဆက်ပြီးတီးခံနေကြတာသားလေးရဲ့ကိုဝင်မရလို့ယောက်ျားမှုလို့ဆယ်ကလောက်မှားလဲအခါတရမှားလဲကိုဝင်မရနိုင်ဘူးသူတို့မှတအိမ်မပါတာသိတယ်လေအဲ့ဒါခါကျတော့သူတို့ကိုဝင်မရနိုင်တာကိုသိတယ်ကိုဝင်မရနိုင်လို့လဲခွင့်လွတ်တာမဟုတ်ဘူးအဲ့လိုအခြေအနေကြောင့်ခွင့်လွတ်တာပါနောက်တစ်ခုပြောပြပါမယ်အမျိုးသမီးတွေကကိုဝင်ရနိုင်လို့တိတ်မဖောက်ပြန်တာဆိုတာကိုပြောတာပေါ့နော်ကိုဝင်ရလို့မဟုတ်ဘူးကိုဝင်ရခြင်းမရခြင်းကိုဖောက်ပြန်တဲ့သူတွေကမတွက်ဘူးသူတို့ဖောက်ပြန်မှုပဲတွက်တယ်ကိုဝင်ရတာမရတာနောက်ကိစ္စနော်အဲ့တော့ဒါလေးရေးပြောပြမယ်အခုဟာဖောက်ပြန်တဲ့သူတွေဟာဗီဇမကောင်းလို့ဖောက်ပြန်တဲ့ကိုချင်းတရားမကောင်းလို့ဖောက်ပြန်တဲ့ကိုရဲ့မိသားစုပေါ်မှာတန်ဖိုးထားစိတ်လေးစားစိတ်ရှစ်ခဲမျက်နှိုးစိတ်မရှိလို့အပြင်မှာအစ်စ်တွေရှာပြီးတော့ဖောက်ပြန်ကြတာဖြစ်တယ်ကိုဝင်ရခြင်းမရခြင်းယောက်ျားလေးစိတ်ကမှားလဲဘာမှမဖြစ်ဘူးဆိုတာနဲ့မဆိုင်မင်းနဲ့ကိုချင်းတရားမကောင်းတဲ့အပေါ်မှာမူတည်ပြီးတော့ဖောက်ပြန်ကြတယ်เนาะနောက်ပြီးတော့မျိုးရိုးဗီဇမကောင်းလို့လဲဖောက်ပြန်ကြတယ်အဲ့ဒါပါ